โอเคဒီနေ့2025စက်တလပိုင်း27ရက်နေ့ပေါ့နော်ထိုင်းနိုင်ငံမဟာချိုင်းစမုစာခေါင်းခရိုင်မှာပေါ့နော်ဒါမိုးရွာနိုင်ခြင်း28ဒီဂရီစီအောင်စာမှာတည်ရှိနေတာပေါ့နော်ဒီမနေ့ပိုင်းတော့ရွာတာမတွေ့သေးဘူးပေါ့နော်ဒါပေမဲ့ညနေပိုင်းကျရင်တော့ရွာနိုင်ခြင်းရှိတယ်ပေါ့နော်နိုင်လက်တလေးခုငေးနေစိတ်နာလို့အိုးကောင်းနေဒုံလာပေးပေးဒါပေမဲ့ညနေပိုင်းတနာရီ3နာရီဝန်းကျင်မှာမိုးရွာနိုင်ခြင်းရှိပါတယ်နော်28စာဒီဂရီမှာတည်ရှိနေတယ်ရွာနိုင်ခြင်းရှိတယ်ဘယ်လောက်ရွာနိုင်ခြင်းရှိတော့ကျွန်တော်တို့မှ900ခန့်တော့မှရွာနိုင်ခြင်းရှိတယ်အနိုင်တော့မဟုတ်နည်းနည်းလေးရွာနိုင်ခြင်းရှိတာပေါ့နော်ဘေးမှာမိုးရမဲလို့ဖဲခဏရမရှိပါဖဲခွဲခုခဏရမရှိပါဖဲခွဲခုတော့မထူတော့နေမိုးလို့တွားလေခါရပြုံးနေပေမဲ့ရပါကငုံနေတော့ဘေးဒီကတော့အပူချေတော့အရင်မပူဘူးပေါ့နော်ဒါအေးလေးနဲ့ပေါ့28ရာခိုင်နှုန်းမှတရှိနေတယ်အရင်အေးတယ်ပူလည်းမပူပါဘူးနေပူလာဖို့အစီအစဉ်လည်းမရှိပါဘူးညနေကျရင်တော့မိုးရွာဖို့28ရာခိုင်နှုန်းဒီဂရီစီအောင်စာမှတည်ရှိနေပါပေါ့နော်ဒါအသွားလာဆင်ကျင်ဖို့ထီးတွေပါလေဆောင်းလာဖို့တတိပေးပါတယ်ပြင်မမိုးရမဲလို့ဖဲခဏရမရှိပါဖဲတော့ကွယ်ခူတော့မထူတော့နေမိုးလို့တွားတော့လေခါပြုံးနေပေမဲ့ဘာကငုံနေတော့ဘေ